ဒီနေ့က baby လေး8လကျော်9လထဲဝင်ပြီဆိုတော့နောက်တချီလေးဖိုက်ရောက်တာနဲ့ကလေးအင်ကြီးတွေကိုတရုတ်ပြည်တိုက်ရိုက်စက်ယုံဈေးနဲ့ရတဲ့ TY Kid Shop ဆိုင်ကိုခေါ်သွားမှာပဲဖြစ်ပါတယ်ပြီးတော့လေဒီဇိုင်းက mindset မိုင်းဖြတ်ဂျိုင်းတုံစတဲ့ရှမ်းအရှိဖက်ကမြို့တွေဆိုရင်ပြန်ရောက်ချင်တဲ့ဧည့်သည်တွေအတွက်အများကြီးကိုအတန်ဆုံးဈေးနဲ့လည်းပို့ပေးနေပါတယ်เนาะကလေးအင်ကြီးတွေဆိုရင် size 90ကနေ150အထိငါးစုံကနေစယူတာနဲ့လက်ကအများကြီးရပါပြီရှင်ရောယူမှာလားအမျိုးအစားတူတာတွေပဲယူမှာလားစိတ်ချိုက်ဆိုင်ကိုဆက်သွယ်လို့ရပါတယ်ရှင်ကလေးအင်ကြီးတွေပဲမဟုတ်ဘူးเนาะဆိုင်ထဲမှာကလေး accessory တွေဖြစ်တဲ့ကလစ်တွေကောင်းစီကျိုးတွေကအစအရန်ကိုချစ်စရာလေးကလေးလေးမပြောနဲ့လူကြီးတောင်လူချင်တယ်ပေါ့နော်ပြီးတော့ကြောင်းသွားဖို့ရေဘူးတွေလွယ်အိတ်တွေကလေးကစားစရာပစ္စည်းတွေကာတွန်းလေးတွေလည်းစုံစည်းနေရပဲကလေးကစားစရာလားလူကြီးကစားစရာလားမတဲခွဲတော့ဘူးမိမိကကလေးထက်ကိုအစော့တန့်နေပါပြီကိုရီးယားကလေးမမေမဟုတ်တော့မသွားဘူးဆိုရင်မမတို့အတွက်ခဏနေအောင်เนาะဒီမှာပြမယ်လူကြီးအတွက်လည်း accessory တွေလက်သေးတွေရှိတယ်ပြီးတော့လွယ်အိတ်တွေကပွဲတက်ဖို့လားပေါ့ပေါ့ပပလေးလွယ်ဖို့လားဒီအိတ်တွေဆိုရင်လည်းအကုန်လက်လီလက်ကားရပါတယ်เนาะပြီးတော့လေကလေးအင်ကြီးတွေဆိုရင်နှုတ်ကင်ကြည့်တာအသားအရှမ်းကောင်းတဲ့ချုပ်ယူတွေကအစတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကလေးလေးတွေအတွက်လက်ဆောင်ပစ္စည်းတွေဝယ်ပေးဖို့လားဒါမှမဟုတ်အခုလိုကလေးနဲ့ပတ်သက်တဲ့ accessory တွေဆိုင်ပြန်ဖွင့်ချင်တာလားပစ္စည်းပဲမှာမာရမှန်းမသိဘူးဖြစ်နေတာလားဒါဆိုရင်အခုနောက်ခေါ်သွားတဲ့ TY Kids Touchy ကလေးအင်ကြီးနဲ့ accessory ဆိုင်ကိုပဲဝင်ကြည့်လိုက်ပါနော်ဆိုင်လိပ်စာကတော့တက်မြင်းဆောင်စက်တဲ့ဘူချုံအောင်ဆန်းလန်းဝန်ကောင်းရက်ကွက်တက်ချီလိတ်မီနီမတ်အနီးမှာရှိတဲ့ TY Kid Shop ဆိုင်မှာရှင်ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်